2025 March 28 ရက်နေ့လှုပ်သွားတဲ့မြေငလင်းကြောင့်ရေစနစ်ကြီးကတစ်ခုလုံးပြတ်သွားတော့ရွာသားတွေကတော်တော်တောက်ရည်နဲ့ဒီ3ရည်ပေါ့နော်နှစ်ခုစလုံးအတွက်တော်တော်ဒုက္ခရောက်တယ်ငရင်အကွဲကြောင်းနဲ့ကြောင်းမလို့အိမ်ထဲဝင်တဲ့ပိုက်လိုင်းတွေကအကုန်လုံးပြက်ရွာရင်းလိုင်းကိုဖြန့်ထားတဲ့ main ပိုက်တွေကလည်းအကုန်ပြက်ဒီရွာထဲမှာရှိတဲ့နော်လက်လုံးပုံမှန်တွင်းတွေကလည်းအကုန်ကန်းတဲ့လူကကန်းပိုက်ပြက်တဲ့လူကပြက်နော်ရေကတော်တော်လေးကိုခက်ခဲဖြစ်သွားတာဒီနွားနဲ့ပါနဲ့လူကြတော့ဟိုမြစ်အင်းထဲထိဆင့်ခတ်ရတာပေါ့လေအဲ့လိုခက်ခဲရေကမရှိတော့ရေစနစ်ကြီးကတစ်ခုလုံးပြတ်သွားတော့ကျေးလက်ဖွံ့ဖြိုးဦးစီးဌာနနဲ့ ICC နဲ့ပူးပေါင်းပြီးတော့မှဒီရွာမှာရေစီမံကိန်းတစ်ခုကိုဆောင်ရွက်ခဲ့တာရေစီမံကိန်းကပေ900ရေတွင်းကိုတူပေးတယ်ပိုက်လိုင်းတွေကိုဆက်ပေးတယ်ရေစင်ကိုပြင်ပေးတယ်ခုကတော့ခဏလေးမောင်းတာနဲ့ရေကကန်ခဏလေးပြေးတာလေလုံးဝပြည့်ပြီလားရေထွန်းနှလုံးကောင်းတယ်ရေအရေသွေးတွေလည်းကောင်းတယ်တနာရီဆိုရင်လီတာ1000အထိပေါ့နော်ဂါလန်နဲ့ဆိုရင်2000ခွဲပေါ့နော်ခုလိုမျိုးရေကောင်းရေတန့်ပေါ်တော်ရလို့ဒါကျွန်တော်အနေနဲ့ကတော့လုံးဝကိုအလုံးမတန်ဝမ်းသာတယ်ခုလိုပြီးစည်းစွာလို့ကျမရေးတွေရောရေဖောတီတီတုံးကတော့ဝန်သာလို့မဆုံးဘူးဗျာပြောလို့တော့မဆုံးပါဘူးကျေးဇူးအများကြီးတင်ပါတယ်